အီရန်ကိုအမေရိကန်နဲ့အစ္စရေးတို့ကတိုက်ခိုက်နေတဲ့အတွက်ဒေသတွင်းမှာပြိပခါကြီးထွားလာနေမှုဟာမြန်မာနိုင်ငံကိုလည်းအဲ့ဒီကရဲ့အခုရိုက်ခတ်လာနေပါပြီ။အီရန်ကိုအမေရိကန်နဲ့အစ္စရေးတို့ကဝင်မတိုက်ခင်အထိမြန်မာစစ်တပ်ဟာပြည်သူတွေကိုနေ့စဉ်နှီးပါလေရင်နဲ့ဘုံကျဲတိုက်ခိုက်နိုင်မှုအတွက်လိုအပ်တဲ့လေရင်စီရောအများပြည်သူသုံးနေ့စဉ်73စီတွေကိုပါအီရန်ကနေအများစုတင်သွင်းနေတာဖြစ်ပါတယ်။အဲ့ဒီလိုတင်သွင်းတဲ့အထောက်အထားတွေကိုလည်းပြီးခဲ့တဲ့လထဲမှာပဲ Justice for Myanmar အဖွဲ့နဲ့နိုင်ငံတကာကထောက်ပြဝေဖန်ခဲ့ကြပါသေးတယ်။အခုတော့မြန်မာပြည်ကိုတင်ပို့နေတဲ့အီရန်ကိုယ်တိုင်တိုက်ခိုက်ခံနေရပြီးမရှူနိုင်မကန်နိုင်ဖြစ်နေတာမို့နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေချမှတ်เสียမလို့ပဲလေရင်စီအပါအဝင်လောင်စာစီတင်သွင်းမှုတွေသူ့အလိုလိုရပ်တန့်သွားပါပြီ။မြန်မာစစ်တပ်အမျိုးသားကာကွယ်ရေးနဲ့လူမျိုးရေးကောင်စီကမလ3ရက်အင်္ဂါနေ့မှာထုတ်ပြန်ချက်အရအရှေ့လက်ပိုင်းဒေသကနေလောင်စာစီတဲယူတင်သွင်းတဲ့လမ်းကြောင်းမှာအတားအဆီးဟန်တာပိတ်ဆို့မှုတွေဖြစ်နေတာကြောင့်မြန်မာနိုင်ငံအတွင်းကမော်တော်ယာဉ်တွေ73စီကိုအကန့်အသတ်နဲ့သုံးစွဲကြဖို့ညွှန်ကြားထားပါတယ်။အဓိကအားဖြင့်တော့မြန်မာနိုင်ငံမှာအများပြည်သူနေ့စဉ်အသုံးပြုတဲ့လောင်စာစီအလုံလောက်မရှိတဲ့အတွက်စုံကနန်းနဲ့မာကနန်းမော်တော်ယာဉ်တွေတရက်စီအလဲကျမောင်းကြဖို့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။စုံကနန်းပါတဲ့ကားတွေကစုံရက်တွေဖြစ်တဲ့2 4 6စတဲ့ရက်တွေမှာသာမောင်းခွင့်ရှိမှာဖြစ်ပြီးမာကနန်းပါတဲ့ကားတွေဟာလည်းအလားတူပဲမှားရက်တွေဖြစ်တဲ့1 3 5စတဲ့ရက်တွေမှာသာမောင်းခွင့်ရှိကြမှာဖြစ်ပါတယ်။ချွင်းချက်အနေနဲ့ EV မော်တော်ဆိုင်ကယ်တွေတက္ကစီတွေအများပြည်သူသုံးမော်တော်ယာဉ်ဘတ်စကားတွေဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေလူနာတင်ယာဉ်တွေနှိပ်ပံယာဉ်တွေနဲ့စီပင်အမိုက်သိမ်းယာဉ်တွေကတော့နေ့စဉ်အသုံးပြုခွင့်ရှိတယ်လို့ဆိုပါတယ်။မလ9ရက်လာမယ့်စနေနေ့မှာစတင်အသက်ဝင်မဲ့ဒီညွှန်ကြားချက်ကိုမလိုက်နာသူတွေကိုတည်ဆဲဥပဒေနဲ့အရေးယူမယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ